Hello, Assalamu alaikum wa rahmatullahi wa barakatuh. ကျွန်တော်ဒီကနေ့ပြောပြချင်တာကအပြစ်တစ်ခုကိုကျူးလွန်မိတာတဲ့ဆိုးရတဲ့အရာကဘာလဲဆိုရင်ကိုလုံနေတဲ့အပြစ်ကိုအပြစ်မဟုတ်ဘူးလို့ထင်နေတာပျော်စရာလို့မြင်နေတာအပြစ်ကိုပေါ့ပေါ့တတန်သဘောထားနေတာပါဒါဟာခမရဲ့အသိစိတ်ကုံဆုံးနေပြီဆိုတဲ့အချက်ကိုမိမောင်းထိုးပြနေတာပါကျွန်တော်မြတ်ကုရ်အာန်မှာလာရှိပါတယ်အာအူဇူဘီလာဟီမီနရှ်ရှိအ်တောနရဂျီမ်وتحسبونه هينا وهو عند الله عظيم အသင်တို့သိငယ်တယ်လို့ထင်နေတဲ့အရာတွေကအရှင်မြတ်ရဲ့ထံတော်မှာကြီးမားသောအပြည့်ကြီးသောအရာတွေဖြစ်နိုင်ပါတယ်ဟာဇ်အဗ်ဒူလာအီဘ်န်မဆူဒ်ရာဇီအလ္လာဟူတအာလာတခင်နေနဲ့အမိန့်ရှိတယ်အင်နလ်မုအ်မီနယရာဇူနူဘဟူကအန်နဟူကာအီဒွန်တဟ်တဂျဘလင်ယခါဖူအန်ယကာအလိုင်وإن الفاجر يرى ذنوبه كذباب مر على أنفه فقال به هكذا လို့သဘောကတော့အီမန်ရှင်တယောက်ကအပြစ်တစ်ခုလုံးပြီးပြီဆိုရင်သူကတောင်အုပ်မှာထိုင်နေပြီးတော့တောင်ကြီးတစ်လုံးလုံးကသူ့ဘော်ကိုပြိုကျလာတော့မယ်အတိုင်းပဲသူကစိုးရိမ်တော့ကဖြစ်နေတတ်တယ်အကျင့်ပြတ်ခြားစားတဲ့သူကတော့အပြစ်တစ်ခုကိုလုံးပြီးပြီဆိုရင်နှာခေါင်းပေါ်ကနေရင်ကောင်ကိုမောင်းထုတ်လိုက်သလိုမျိုးပေါ့ပေါ့လေးပဲသဘောထားတတ်တယ်အဲ့တော့အပြစ်တစ်ခုလုံးပြီးပြီဆိုရင်နောင်တရလို့ရသေးတယ်အပြစ်ကိုအပြင်းမှမသိတော့ရင်တော့နောင်တရဖို့လမ်းပြောက်သွားပါလိမ့်မယ်ဒါကြောင့်အပြစ်ရဲ့တင်းငံမှုကိုမကြည့်ပါနဲ့ခင်ဗျာဖီဆန်နေတဲ့အရှင်မြတ်ကကြီးကျယ်မှုကိုကြည်ပါစဉ်းစားပါအခုပဲခင်ဗျာရဲ့အသိစိတ်ကိုပြန်နှိုးဆွပြီးအရှင်မြတ်ကထံကိုနောင်တအသစ်နဲ့ပြန်လှည့်ကြည့်ပါ